Hello，ချစ်ပေါ်လာလို့မင်္ဂလာဗျခွန်းတို့ဒီဖန်တာခွန်းတို့4ရက်3လ2026တရက်တာလုံအောင်ခုမှ special ကြရမယ်ရှေ့ပတ်တီးပြဖြစ်ပါတယ်။ Okay ပါဆိုတော့ခွန်းတို့ပတ်တီးရတော့မူအစားနေဆုံးထိကြည့်ပြီးမှကောင်းရင်မကောင်းဆိုတာကိုတိုင်းစိတ်ချိုက်ဆုံးဖြစ်လို့ရမယ်။ခွန်းရဲ့ပတ်တီးရတော့တောက်လျှောက်ကိုမှနေတိုင်းပတ်တီးရတော့အောင်းနေကြပဲเนาะဒါဆိုတော့ခွန်းအမြဲတမ်းလိုက်ပြီးတော့တော့ခွန်းမူလေးကိုဒီယူဆိုင်လိုက်ပြီးတော့ကြည့်ပြီးတော့အပေးချစ်ပေါ်လေးအတည်ဆုံးဖြစ်မှာပါဆိုတော့ခွန်းတို့ဒီရစာမူကိုသွားခင်ပေါ့เนาะဒါတော့ခွန်းတို့ဘော်ဒူးနေနော်ဘော်ဒူးနေတရက်စာနေတိုင်းဖော်မီကန်ဆယ်လို့တဲ့ခွန်းရဲ့ချစ်ဘော်တို့ကခွန်းရဲ့ပိုက်ပါဖုန်းနံပါတ်3992605538ကိုခွန်းတို့ပိုက်ပါကနေတဆင့်17နာရီနောက်ဆုံးထားပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်ဗောလေနော်ဟုတ်ပြီခွန်းဒီနေတိုင်းအဖုန်းရဲ့ခေါ်တိုင်းမှာအမြဲတမ်းဖုန်းရန်ချစ်ဘော်နဲ့လောအောင်ချစ်ဘော်တွေရခွန်းကိုဆော့ဆော်လေးဆက်သွယ်ပေးပေါ့နော်โอเคပါဆိုတော့လူသစ်ချစ်ဘော်တွေရနော်ခွန်းတို့တန်းတန်းတည်းများလူသစ်တွေလည်းစောစောလေးဆက်သွယ်ပြီးပေါ့နော်โอเคပါအဓိကတော့ခွန်းတို့ဒီနေ့တိုင်းခေါ်လိုက်တဲ့မှာအမြဲတမ်းဖုန်းတွေရချစ်ပေါ်နဲ့လောအောင်ချစ်ပေါ်တွေရတော့ဒါခွန်းကိုတန်းတန်းတည်းများစောစောလေးပေါ့နော်စောစောလေးဆက်သွယ်ပြီးပေါ့နော်โอเคဆိုခွန်းလေးစလိုက်မယ်တိုတယ်မူကတော့၄ဆိုင်ရှိမယ်ပထမဆုံးတစ်ဆိုင်ကဒီလိုရှိမယ်ဗျပထမဆုံးတစ်ဆိုင်ကဒီမှာခွန်းတို့3 โอเคအဲ့ဒီ3လုံးပေါင်းခြင်းပါဝါယူမှာဖြစ်ပါတယ်3ရက်8ပေါင်း8 8ရက်8ပေါင်း6ရဲ့ပါဝါက1โอเคအဲ့ဒီတစ်လုံးမှရခွန်းတို့နောက်တစ်ရက်တစ်နေ့ခွန်းရဲ့ညနေခင်းမှာခွင်းတစ်ဆိုပြီးတစ်ပိုင်းလေးပြောခဲ့ဒါဆိုတော့ခွန်းတို့အနေလေးနဲ့ဒုတိယတစ်မှုဆက်သွားမယ်ဒုတိယတစ်မှုခွန်းဒီလိုရှိမှာဗျ8331โอเคအဲ့ဒီလေးလုံးတစ်ပေါင်းချင်းတိမ်မှာဖြစ်ပါတယ်83ပေါင်း1 1 3ပေါင်း1 1 1ပေါင်းနံပါတ်2โอเคအဲ့ဒီနှစ်လုံးမှရခွန်းတို့နောက်တစ်နေ့ခွန်းရဲ့မနက်ခင်းမှာ26ဆိုပြီးတော့နှစ်ပိုင်းလေးပြီးသွားခဲ့ဒါဆိုခွန်းတို့အနံလေးနဲ့တတိယတစ်မှုဆက်သွားမယ်တတိယတစ်မှုခွန်းဒီလိုရှိမယ်ဗျ2 3 1 3ညအဲ့ဒီလီလုံးတေပေါင်းချင်းတိမ်မှာဖြစ်ပါတယ်2 3ပေါင်း5 5ရဲ့တေပေါင်း6 6ရဲ့3ညပေါင်း6โอเคအဲ့ဒီ6ပိုင်းခွန်းတို့နောက်တစ်နေ့ခွန်းရဲ့မနက်ခင်းမှာ26ဆို6ပိုင်းလေးပြီးသွားခဲ့ဒါဆိုခွန်းတို့အနံလေးနဲ့နောက်ဆုံးတစ်မှုဆက်သွားမယ်နောက်ဆုံးတစ်မှုဒီလိုရှိမယ်ဗျတင်းနေရှစ်ကိုလေးလုံးပေါင်းခြင်းနှစ်ခက်โอเคပါတကူပေါင်း3ည3ည2ပေါင်း2ရှစ်ပေါင်း3ည3ညနှစ်ခက်ကခွင်းโอเคအဲ့ဒီခွင်းမှရခွန်းတို့နောက်တစ်နေ့ခွင်းညနေကမှခွင်းတေးဆိုရခွင်းမှလေးပြီးသွားခဲ့နော်ဟုတ်ပြီဒါဆိုရင်ခွန်းတို့ဒုတိယတစ်ကက်ဆက်သွားမယ်ဒုတိယတစ်ကက်ရဲ့အနီလေးနဲ့ပထမတစ်မှုကဒီပေါ်ရဲ့ဖုန်းတိုင်းဖြစ်ပါတယ်ဒီမှာခွန်းတို့နေတေ6ပေါင်းခြင်းပါဝါဟုတ်ပြီ1ပေါင်း3 6ပေါင်း9 9ရဲ့ပါဝါက4အဲ့ဒီ4တလုံးပိုင်းကခွန်းတို့နောက်တစ်နေ့ခွန်းရဲ့ညနေခင်းမှာ4ခွင်းစုရ4ပိုင်းပြီးသွားခဲ့ဒါဆိုခွန်းတို့အနီလေးနဲ့ဒုတိယတစ်မှုဆက်သွားမယ်ဒုတိယတစ်မှုခွန်းဒီလိုရှိမယ်ဗျ8နေ6လေးလုံးတဲပေါင်းကြီးတိမ်မှာဖြစ်ပါတယ်8နှစ်ပေါင်း3 3 6ပေါင်း6ရဲ့8ပေါင်း4โอเคအဲ့ဒီ4တလုံးပိုင်းကခွန်းတို့နောက်တစ်နေ့ခွန်းညနေခင်းမှာ4ခွင်းစုရ4ပိုင်းပြီးသွားခဲ့โอเคဒါဆိုတော့ခွန်းတို့အနလေးနဲ့တတိယတစ်မှုဆက်သွားမယ်တတိယတစ်မှုခွန်းဒီလိုရှိမယ်ဗျတတိယတစ်မှုကဒီမှာခွန်းတို့ခွင်းရှိခွင်းနေโอเคအဲ့ဒီလေးလုံးတဲပေါင်းကြီးတိမ်မှာဖြစ်ပါတယ်ရှင်းနေပေါင်း3 3ခွင်းပေါင်းခွင်းပေါင်းချင်းက4โอเคအဲ့ဒီ4တလုံးပိုင်းခွန်းတို့နောက်တစ်နေ့ခွန်းရဲ့ညနေခင်းမှာ4ခွင်းစု4ပိုင်းပြီးသွားခဲ့โอเคဒါဆိုခွန်းတို့အနလေးနောက်ဆုံးတစ်မှုဆက်သွားမယ်နောက်ဆုံးတစ်မှုခွန်းဒီလိုရှိမယ်ဗျ6 5 3 1ပေါင်းခြင်းနှစ်ခက်ဟုတ်ပြီ6 5ပေါင်း1 1ရဲ့3ပေါင်း1 1ရဲ့1ပေါင်း2 2ရဲ့နှစ်ခက်က4โอเคအဲ့ဒီ4တလုံးပိုင်းခွန်းတို့နောက်တစ်နေ့ခွန်းရင်ညနေခင်းမှာ4ခွင်းစု4ပိုင်းပြီးသွားခဲ့ဒါဆိုခွန်းတို့တတိယတစ်ခက်ဆက်သွားမယ်တတိယတစ်ခက်ရဲ့အနီလေးပထမတစ်မှုကဒီပေါ်ရဲ့ဖုန်းတိုင်းဖြစ်ပါတယ်ဒီမှာခွန်းတို့ခွင်းတက်ကိုပေါင်းခြင်းပါဝါနော်တက်ကိုပေါင်း3 3ခွင်းပေါင်းခွင်းရဲ့ပါဝါက2โอเคအဲ့ဒီနှစ်တလုံးပိုင်းခွန်းတို့နောက်တစ်နေ့ခွင်းညနေခင်းမှာ4နှစ်စု2ပိုင်းပြီးသွားခဲ့ဒါဆိုခွန်းတို့အနီလေးနဲ့ဒုတိယတစ်မှုဆက်သွားမယ်ဒုတိယတစ်မှုကလေဒီပေါ်ရဲ့ပုံစံတိုင်းဖြစ်ပါတယ်3ညတေခွင်း3လေးလုံးတေပေါင်းရင်တိတ်မှာဖြစ်ပါတယ်ခွင်း3ပေါင်း3 3 3ပေါင်း3 3 တေပေါင်း1โอเคအဲ့ဒီတစ်လုံးပိုင်းခွန်းတို့နောက်တစ်နေ့ခွင်းရဲ့မနက်ခင်းမှာ1လေးစု1ပိုင်းပြီးသွားခဲ့โอเคဒါဆိုခွန်းတို့အနက်လေးနဲ့တတိယတစ်မှုဆက်သွားမယ်တတိယတစ်မှုလေးခွန်းတို့ဒီပေါ်ရဲ့ပုံစံတိုင်းဖြစ်ပါတယ်ဒီမှာခွန်းတို့3ညတေ4ခွင်းโอเคအဲ့ဒီလေးလုံးတေပေါင်းတိတ်မှာဖြစ်ပါတယ်3ရက်1ပေါင်း1 1ရဲ့4ရဲ့ပေါင်း5 5ရဲ့ခွင်းရဲ့ပေါင်း5 2โอเคအဲ့ဒီနှစ်တလုံးပိုင်းခွန်းတို့နောက်တစ်နေ့ခွင်းညနေခင်းမှာ4နှစ်စုရ2ပိုင်းပြီးသွားခဲ့ဆိုခွန်းတို့အနက်လေးနဲ့4ဆိုင်မြောက်ဆက်သွားမယ်4ဆိုင်မြောက်ကလည်းခွန်းတို့ဒီပေါ်ရဲ့ဖုန်းတိုင်းဖြစ်ပါတယ်ဒီမှာခွန်းတို့3 3 8
3ညာ4လုံးပေါင်းခြင်းနှစ်ခက်3လုံးပေါင်းခြင်း6 6ရဲ့8ပေါင်း4 4ရဲ့3ညာပေါင်း5 4 4ရဲ့နှစ်ခက်ကနှစ်โอเคအဲ့ဒီနှစ်လုံးပိုင်းကိုနောက်တစ်ခုညညနေကမှ4နှစ်ဆိုရနှစ်ပိုင်းလေးပြီးသွားခဲ့တယ်ပေါ့နော်โอเคဒါဆိုတော့ကွန်တို့ဘော်ဒူနေ့เนาะ4ရက်နေ့ဘော်ဒူနေ့မှာကြားရောက်မယ်ဒါလုံးပိုင်းပဲဒီ site ကိုဆက်သွားမယ်ဆိုတော့ကွန်တို့ပထမဆုံးတစ် site ကဒီဘော်ရဲ့ proline ဖြစ်ပါတယ်ဒီမှာကွန်တို့တေခွင်ပေါင်းခြင်းပါဝါเนาะတေပေါင်းနေနှစ်ခွင်ပေါင်းကိုပါဝါ4အဲ့ဒီ4ကလုံးပိုင်းကတရက်စာအတွက်ဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုခွန်တို့အနေလေးနဲ့ဒုတိယတမဆက်သွားမယ်ဒုတိယတမကလည်းဒီဘော်ရဲ့ proline ဖြစ်ပါတယ်ဒီမှာခွန်တို့8တေလေးလုံးတဲပေါင်းချင်းတိမ်မှာဖြစ်ပါတယ်8တိမ်ပေါင်း9တိမ်ပေါင်း3 3 4ပေါင်း4အဲ့ဒီလေးကလုံးပိုင်းကတရက်စာအတွက်ဖြစ်တယ်ဆိုတော့ကွန်တို့အနက်လေးနဲ့တတိယတမှုဆက်သွားမယ်တတိယတမှုကလည်းထွေတူးမဟုတ်ဘူးကွန်တို့ဒီဘောရဲ့ပုံမှန်တိုင်းဖြစ်ပါတယ်ဒီမှာကွန်တို့3တိမ်4တိမ်โอเคအဲ့ဒီလေးလုံးတဲပေါင်းချင်းတိမ်မှာဖြစ်ပါတယ်3တိမ်ပေါင်း4 4ပေါင်း8 8တိမ်ပေါင်း9အဲ့ဒီ9တလုံးပိုင်းကတရက်စာအတွက်ဖြစ်တယ်ဆိုတော့နောက်ဆုံးတစ်ဆိုင်ကိုဆက်သွားမယ်နောက်ဆုံးတစ်ဆိုင်ကလည်းထွေတူးမဟုတ်ဘူးကွန်တို့သူ့ရဲ့ formula အပင်တိုင်းဆက်ပြီးတော့ပေးလာတယ်အတိုင်းပဲပေါ့နော်4ခွင်9 6လေးလုံးပေါင်းခြင်းနှစ်ခက်4 6ပေါင်း3 3ခွင်ပေါင်းခွင်9ပေါင်း6 6ရဲ့နှစ်ခက်က9ဆိုတော့လောကကုန်းမှာအမေစင်လောကကုန်းမှာ share ကောင်းတယ်ပေါ့နော်โอเคဆိုတော့ကွန်တို့ပြီးမှပြန်ပြီးတော့30ပေးမယ်ပေါ့နော်အခုတစ်ခါ30ပေးမယ်ဘာကြောင့်ကောင်းတယ်လဲဆိုလို့ရှိရင်ဒီမှာကွန်တို့မူဆိုင်ကတမှု2မှု3မှု4မှုလုံးမှန်က1နှစ်6ခွန်နှစ်6ခွင်1လေးလုံးဆိုတော့လောကကုန်းမနေ့ညအပြီးသွားတယ်ဆိုတော့ဒုတိယတစ်ခါမှာ4ပိုင်း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 ရှယ်ပြီးသွားတယ်တတိယတစ်ခါမှာနှစ်1လုံးပိုင်း1နှစ်လုံးအောင်ကမှရှယ်ပြီးသွားတယ်ဒီမှာကွန်တို့4ရက်နေ့မှာ4ပိုင်း4ပိုင်း9ပိုင်း9ပိုင်း4ကိုလုံးပိုင်းပတ်ဆက်ကောင်းတယ်ပတ်ဆက်ကိုကောင်းပါတယ်ဆိုတော့ကွန်ရဲ့မူကိုအစားနေအဆုံးထိကြည့်ပြီးတော့ကျန်နေတဲ့ဟေးဆိုလို့ရှိရင်ကိုမမှရှယ်စလို့တစ်ချက်လောက်မှန်ပြီးပါချစ်ပေါ်ရဲ့မှန်ချက်ကကွန်တို့အားစီတစ်ခွက်ဖြစ်ပါတယ်ညော့ကိုရတယ်လို့သူများလေးရရှိစေချင်တယ်ဆိုလို့ရှိရင်ဒီမူကို share ရနေရာလေးမှာ share ပြပါမျှော်ပြပါဆိုတော့ကွန်တို့တွဲပြလိုက်မယ်နော်4ရက်3လ2026တရက်စာပတ်တီယုံဝမ်းချိန်ပေါ့နော်ပတ်တီယုံဝမ်းချိန်က4ခုရှေ့ကန်ပြပါနော်โอเคပါဆိုတော့ဒါကတော့ခွန်ဒီ line ပေါ်မှာ free ပေးတာပေါ့နော်၄ခုပတ်တီကြတဲ့နေ့တိုင်းပတ်တီကြတဲ့ချစ်ပေါ်တွေကနေ့တိုင်းပတ်တီအနေနဲ့၄ခုစိတ်ကြိုက်ဆိုလို့ရမယ်တို့မို့နေ့တိုင်းပတ်တီမကြိုက်ဝမ်းချင်းနေနဲ့ပဲ3ချင်းနဲ့ဆိုတဲ့ချစ်ပေါ်တွေကလူမျိုးစိတ်တွေရှိရဆိုတဲ့တို့ကြောင့်မလို့ဝမ်းချင်းအနေနဲ့ပဲ3ချင်းနဲ့ဆိုတဲ့ချစ်ပေါ်တွေတော့ခါကြတော့ကွန်ပေးတဲ့၄ခုဆိုတဲ့လုံးမှန်ကိုချစ်ပေါ်တွေမှာရှိတဲ့နေကုန်လုံးမှန်နေကုန်ကီနေကုန် break နေကုန်ဝမ်းချင်းနဲ့ဒီ၄ခုလုံးမှန်ကိုတွေ့တူလုံးဝကပတ်ဆက်အဆင်ပြေမယ်နော်โอเคပါဒီလိုမှမဟုတ်ဘူးခွန်ကြီးကျွန်တော်တို့ကတော့တီးတန်လေးစပယ်ရှယ်တီမိလေးပတ်ဆက်သိချင်တဲ့ share ကြိတ်ချင်တဲ့ဆိုတဲ့မိတ်ဆွေတွေကတော့ကွန်ရဲ့ပိုင်ပါဖုန်းနံပါတ်3ကို965533838ကိုဆက်သွယ်လို့ရမယ်နော်โอเคပါဆိုတော့ကွန်ကိုတောက်လျှောက်အားပေးတဲ့ချစ်ပေါ်တွေဒုတိယချင်းကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့ကွန်ရဲ့မူကိုအစနေအဆုံးထိကြည့်ပြီးကျန်နေတဲ့ဟေးဆိုရင်ကွန်မှာ share လို့ချက်လောက်မှတ်ပြီးပါဆိုတော့ကွန်တို့4ရက်3လ2020ရောက်တရက်တန်ကွန်တင်လိုက်တဲ့လေးခုဆိုရင် share လုံးမိုင်းနဲ့ share တိမိစင်မီကောင်းပါလေโอเคပါအားလုံးပဲဟောပါပါခင်ဗျာ